မနက်ကကျွန်တော် MH Market မှာ trading ကောင်းဖွင့်ပြီးတော့ customer အမတယောက်ကမေးရပေါ့လေဒီ MH Market ကလူသုံးများလားပေါ့တခြား provider နဲ့ရှိလို့ရှိရင်မြန်မာ customer တွေရှိလားဆိုပြီးမေးတာမျိုးတွေ့လို့ပေါ့လေအဲ့ဒါနဲ့ကျွန်တော် idea တစ်ခုရရတယ်ဒီ video ကိုဖြစ်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ broker တွေပေါ့လေ broker တစ်ခုနဲ့တစ်ခုကအားသာချက်အားနည်းချက်ကိုရှိကြတယ်ရှိတဲ့အခါမှာတချို့ customer တွေကဘယ်လိုအားနည်းချက်ကိုမကြိုက်ဘူးဘယ်လိုအားသာချက်ကိုလိုချင်နေဆိုရက်လူအမျိုးမျိုးရှိတယ်ဗျာကျွန်တော်တို့အနေနဲ့ကြတော့လေ trading account ဖွင့်ပေးရတဲ့သူဖြစ်တာဖြစ်တဲ့ customer အဆင်ပြေအောင်အမြဲကျွန်တော်ရွေးချယ်ရတယ်ဥပမာထားပါတော့ကိုက separate နေရလို့ကြည့်လို့ရှိရင်တခြားမှာအားနည်းချက်ရှိတယ်ထားပါတော့ဒေါ်လာရင်းများနေတာမျိုးတော့ကောင်းဖြစ်တယ်အဲ့လိုပဲကိုကဒီဒေါ်လာရင်းလည်းအဆင်ပြေတယ်တခြား trade ရတယ်အဆင်ပြေတယ်ဆိုလို့ရှိရင်တစ်ဖက်မှာခုနပြောတယ်ကျွန်တော်ဒီအားလုံးသိကြတဲ့အတိုင်း server main နဲ့လုပ်တာမျိုးတွေရှိရပေါ့ server main နဲ့လုပ်လို့အဆင်မပြေတဲ့လူတွေရှိရချို့ရတဲ့အဆင်ပြေတယ်ပြဿနာမရှိဘူးဆိုတဲ့လူတွေရှိရအမျိုးမျိုးဗျာကျွန်တော်တို့ကဒီ broker တွေတစ်ခုချင်းတစ်ခုချင်းတိုင်းမှာအားသာချက်အားနည်းချက်ကိုရှိတာဖြစ်လို့ကျွန်တော်တို့က broker မျိုးစုံကိုလုံးစုံတော့မဟုတ်ပါလေကိုကျွန်တော်တို့အဆင်ပြေမဲ့လို့ယူဆရတဲ့ဟာအကုန်လုံးကိုကျွန်တော်ကချွားမီဖွင့်ပေးတယ်ဆိုတဲ့အခါမှာကျွန်တော် MH Market ကဘယ်လိုရှိနေရှိတယ်ဆိုရင် MH Market ဒီအားလုံးဒီအတိုင်းပဲအရင် old school trader ကျွန်တော်သိတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းသူတို့ဒီအရင်တုန်းကဒီ trading account တွေကိုအစားပေးခဲ့ဘူးလေပေါ့လေသို့တော့အခြေအနေမျိုးကြောင့်ဒီလက်ရှိမှာမြန်မာနိုင်ငံမှာမရှိတော့ဘူးဆိုပေမဲ့ကျွန်တော်တို့အခုဆိုရင်ထိုင်းနိုင်ငံဘန်ကောက်ရောက်လာတာဖြစ်တဲ့အတွက်ဒီမှာဆိုကျွန်တော်ထိုင်း market မှာရှိတဲ့ MHဒီဘယ်လိုပြောမလဲ customer service တွေရှိတယ်ဒါနဲ့ join ပြီးတော့ကျွန်တော်တို့မြန်မာ trader တွေမြန်မာ customer တွေကိုပြန်ပြီး service ပေးနေတာဖြစ်တာဖြစ်တဲ့အတွက်မြန်မာ customer အဟောင်းနေနေဆိုတော့မရင်းနှီးဘူးသို့တော့အခုမှစပြီးတော့ဒီ trading ကိုစလုပ်မဲ့သူတွေနေတဲ့ MH Market ကတော့စိတ်ကောင်းစိတ်လိမ့်မယ်သို့တော့ကျွန်တော်တို့ဒီမြန်မာ customer base တဲ့အတော်လေးများရဲဆိုတဲ့အကြောင်းနဲ့ဒီ trade ရတာဒီအတော်တန်ပေါ့လေအဆင်ပြေတဲ့အကြောင်းကျွန်တော်ပြပြချင်တာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်